လင်းအာဟာတောင်ပေါ်ကနေ9 နှစ်အကြာပညာသင်ပြီးပြန်ဆင်းလာတာနဲ့သူ့အမေကိုနှိပ်စက်နေတဲ့ရုပ်မာတဲ့အဖေကိုတွေ့လိုက်ရပါတယ်။လင်းအာဟာဘာမှစဉ်းစားမနေပဲကောင်းကင်ကနေမိုးကြိုးတွေကိုခေါ်ယူပြီးအဖေဖြစ်သူကိုပညာပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်သူ့အမေကိုခေါ်ပြီးဘရင်ကြီးစီတွားရောက်တိုင်တန်းခဲ့ပါတယ်။ဘရင်ကြီးနဲ့တွေ့တဲ့အချိန်မှာတော့ဘရင်ကြီးရဲ့ခန္ဓာကိုယ်ပတ်လဲမှာအမဲရောင်ငွေတွေဝန်းရံနေတာကိုလင်းအာကမြင်လိုက်ရပါတယ်။ဒါဟာသေစေနိုင်တဲ့အင်းတက်တစ်မျိုးဖြစ်မှန်းသိလိုက်တာကြောင့်ဘရင်ကြီးရဲ့နဖူးကိုလက်ကလေးနဲ့ခပ်ဖော့ဖော့လေးလုပ်လိုက်တဲ့အခါမှာတော့လက္ခဏာချင်းမှာပဲအစိတ်တွေပြဲသွားပြီးဘရင်ကြီးဟာချက်ချင်းနေကောင်းသွားပါတော့တယ်တကယ်တော့လင်းအာဟာတာမန်ကလေးမဟုတ်ပါဘူးသူ့မွေးဖွားလာတော့ကကောင်းကင်မှာထူးခြားတဲ့နိမိတ်တွေဖြစ်ပေါ်ခဲ့ပြီးငှက်တွေဝန်းရံပြန်တန်းတာတောကောင်တွေကဒူးထောက်ရိုးအသေးပေးတာမျိုးအထိဖြစ်ခဲ့တာပါအခုဆိုရင်သူဟာရှေးဟောင်းကိုင်းကြီးတစ်ခုရဲ့ဂိုင်းချုပ်ဖြစ်နေပါပြီဘရင်ကြီးကလင်းအာရဲ့စွမ်းအားကိုတီးသွားပြီးနောက်မှာတော့သူတို့ကိုနှိပ်စက်ခဲ့တဲ့လင်းအာရဲ့အဖေကိုယာရုကနေဖယ်ရှားလိုက်ပါတယ်ဒါပေမဲ့ဇလန်းကဒီတင်မပြီးသေးပါဘူးမေတော်ကြီးရောက်လာတဲ့အခါမှာလည်းဘရင်ကြီးလိုပဲအင်းအတက်နဲ့လှုပ်ကြံခံထားရတာကိုလင်းအာကတွေးလိုက်ရပြန်ပါတယ်လင်းအာကမေတော်ကြီးကိုကယ်တင်ဖို့ကြိုးစားပေမဲ့မထင်မှတ်ထားပဲမေတော်ကြီးကတွေးတွေအံပြီးသတိမေ့သွားခဲ့ပါတယ်ဒါကိုအခွင့်ကောင်းယူပြီးလင်းအာရဲ့အဖေကလင်းအာကိုမိစ္ဆာမဆိုပြီးဆွဆွဲကတက်ဖြစ်ဖို့ကြိုးစားပါတော့တယ်လင်းအာကတော့မေတော်ကြီးဟာနောက်ထပ်10 စက္ကန့်အတွင်းမှာသတိပြန်ရလာလိမ့်မယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောနေပါတယ်ဘရင်ကြီးကတော့လင်းအာကိုဖမ်းဆီးဖို့အမိန့်ပေးလိုက်တဲ့အခါ